ကြီးရှင်ကျမတို့ရဲ့မြန်မာကြီးကျောင်းကိုပြောရမယ်ဆိုရင်ဖြင့်ကဘာကျော်မျက်လှည့်ဆရာကြီးရဲ့မျက်လှည့်ပြကွက်ဆန်းတွေကိုကြည့်နေရတယ်လို့ပါပဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုအတည်ပြုဖို့အတွက်နာဂစ်မုန်တိုင်းကြောင့်တည်ကြည်ပြစ်စီခဲ့ရတဲ့ပြည်သူတွေရဲ့ဒုက္ခကိုမှမငဲ့ကွက်အာဏာရမက်လောဘတွေတက်ခဲ့ကြတယ်လေဖွဲ့စည်းပုံကြီးကို90%ကျော်ထောက်ခံတယ်ဆိုပြီးကြွားလုံးထုတ်မဟုတ်မှလွယ်ရောနာဂစ်ကြောင့်တည်သွားတဲ့သူတွေကြီးကနေကြိုတင်မဲများကောက်ထားကြလေသလားဖွဲ့စည်းပုံပြီးပြန်တော့လေရွေးကောက်ပွဲတဲ့ရွေးကောက်ပွဲနဲ့တစောင်းတိုင်းလာပြည့်ညနဲ့များမှားသလားချင်မိရတယ်ပြောပြန်ရင်လဲရွှေမီးပဲလွန်ရကြလိုက်မယ်နေမျိုးလေးတစ်မျိုးကမဲုံတယုံမှာပေါ့မဲပေးပြီးလို့မဲရည်တဲ့အခါမှာကြက်ဖို့မတ်ကြီးကခွက်လန်အောင်ရှုံးပါလေရောအဲ့ဒီအချိန်မှာကြက်ဖို့မတ်ကအိမ်ပြန်ပြီးတော့မဲပြန်စစ်မဲဆိုပြီးမဲပုံးကိုတည်သွားတဲ့လေသူတယောက်တည်းလဲမဲစစ်ပြီးရောကြက်ဖို့အမတ်ကြီးအနိုင်ရတယ်ဆိုပြီးကော်မရှင်ကကြီးညာလိုက်ပါလေရောတဲ့ရှင်နိုင်မှာပေါ့အဲ့ဒီမဲတွေအကုန်လုံးကကြက်ဖို့မဲတွေကြီးပဲလေမသိလို့ရှိရင်မိတ်တူဆိုင်ရများမိတ်တူကူပြီးလာပို့သလားအောက်မေ့ရတယ်မောင်မင်းကြီးသားတွေကတော့လွန်သလားမမေ့နဲ့မဲယုံတယုံမှာမဲရည်လိုက်တဲ့ခါမှာလဲကြက်ဖို့အမတ်ကရှုံးမြန်တဲ့လေဒါပေမဲ့အဲ့ဒီအချိန်မှာမီးပြတ်သွားတယ်တဲ့ဟောခဏကြာမီးလဲပြန်လာရောမဲပြန်ရည်လိုက်တဲ့ခါမှာကြက်ဖို့အမတ်ကအပြတ်အနိုင်ရသွားပါတဲ့ရှင်မဟုတ်မှလွယ်ရောမီးပြတ်တဲ့အချိန်မှာနတ်တကြားတွေကများမဲလာထည့်လေသလားမသိပါဘူးဒီတစ်ခါကျတော့တမျိုးရှင်တောင်ဝင်ကြမဲယုံမှုကိုယ်တိုင်ကရိုးရိုးအားဖိုးဖိုးဖွားဖွားဦးဦးတော်တော်တွေအားလုံးကိုကူညီပြစေဆိုပြီးစီဒနာဘလဘွားနဲ့ခြင်တဲ့နေရာမှာသူကိုယ်တိုင်မဲချစ်ပေးတယ်ဆိုပဲကောင်းလိုက်တဲ့စီဒနာပါလားရှင်အဲ့လိုမဲတွေခိုးလုံးလို့မြမပြည်ကမြို့တွေတောင်နာမည်ပြောင်းကုန်ပြီလေပဲခူးကိုမဲခိုးပသိမ်ကိုမဲလိန်တဝဲကိုတော့မဲဝဲတဲ့ဟောရန်ကုန်ကြပြန်တော့မဲပုံးတယ်လေအဲ့ဒီလိုမဲခိုးပြီးတော့ရွေးကောက်ပွဲအပြီးမှာတော့မြမပြည်ရဲ့ရုပ်သေးလွတ်တော်ကြီးပေါ်ပေါက်လာခဲ့ပါတဲ့ရှင်လွတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာလွတ်တော်အစည်းအဝေးကြီးကျင်းပတော့မှာဖြစ်တဲ့အတွက်လွတ်တော်ဥက္ကဋ္ဌကြီးကြွားရောက်လာပါပြီခင်ဗျာလွတ်တော်ထဲမှာအမတူရဲ့ဆေးရွေးတင်ပြချက်များပေါ်မိမိရဲ့ဆန္ဒမဲပေးတဲ့အခါမှာအတန်ဖြင့်ဆန္ဒမဲပေးလို့ရပါတယ်။ဒါကိုအစမပြေဘူးဆိုလို့ရှိရင်လက်ထောင်ပြီးဆန္ဒမဲပေးကြရမှာဖြစ်ပါတယ်။လက်ထောင်ပြီးဆန္ဒမဲပေးတာအစမပြေဘူးဆိုလို့ရှိရင်ခလုတ်နှိပ်ပြီးဆန္ဒမဲပေးကြရမှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာပွဲဝင်ငင်အပြင်မှာကျင်းပဆိုသည့်တိုင်ဒီကနေ့လွတ်တော်ထဲမှာခလုတ်နှိပ်အစလေ့ကျင့်ပွဲကိုပြုလုပ်ကြရမှာဖြစ်ပါတယ်။ကိုယ်စားလှယ်တော်ကြီးများအားလုံးခင်ဗျာခလုတ်နှိပ်အစလေ့ကျင့်ခြင်းအစီအစဉ်စတင်ပါတော့မယ်။ထောက်ခံကြားနေကန့်ကွက်ရပါမယ်။ထောက်ခံကြားနေကန့်ကွက်ရပါမယ်ထောက်ခံကြားနေကန့်ကွက်
6ခန်းကြားနေကန့်ကွက်ဟုတ်ကျွန်တော်တို့မမားရအောင်လို့နောက်တစ်ခေါက်လောက်ထားလို့မှာဖြစ်ပါတယ်6ခန်းကြားနေကန့်ကွက်ကျွန်တော်တို့ထပ်မမားအောင်လို့ပြန်လေ့ကျင့်မှာဖြစ်ပါတယ်6ခန်းကြားနေကန့်ကွက်ဟုတ်ကဲ့နောက်ဆုံးတစ်ခေါက်အနေနဲ့ပြန်လေ့ကျင့်ပါဦးခင်ဗျာ6ခန်းကြားနေကန့်ကွက်ကြွားရောက်လာကြတဲ့လွတ်တော်ကိုယ်စားလှယ်အမတ်မင်းများခင်ဗျာဒီကနေ့လွတ်တော်အခမ်းအနားကြီးကိုစတင်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာဒီကနေ့အားလုံးစုံစုံညီညီတက်ရောက်လာကြတဲ့အတွက်လွတ်တော်အစည်းအဝေးကြီးအောင်မြင်ကြောင်းကြေညာအပ်ပါတယ်ကိုယ်စားလှယ်တော်အမတ်ကိုယ်စားလှယ်တော်အမတ်မင်းကြီးများခင်ဗျာကျွန်တော်တို့လွတ်တော်ဟာတခြားတိုင်းပြည်ရဲ့လွတ်တော်တွေနဲ့မတူပါဘူးငြိမ်ဖို့ပြပြပြီးစီကံပြေးသွားတဲ့လွတ်တော်ကြီးဖြစ်ပါတယ်အဲ့ဒါကြောင့်ကိုယ်စားလှယ်တော်တွေဟာအိမ်မငိုက်ရအချင်းချင်းစကားမပြောရလေးမလဲရကျွတ်တောင်ထိုးခွင့်မရှိပါဘူးခင်ဗျဒုက္ခပဲကွာအမတ်ဖြစ်မှာပဲစီးကြဝမ်းကျိုးဖြစ်တော်မယ်နဲ့တူတယ်နောက်ပြီးတော့လွတ်တော်ကိုဝင်တဲ့အခါတိုင်းမှာလွတ်တော်လုံခြုံရေးအရာရှိသမျှအဝတ်စားတွေကိုချွတ်ပြီးကိုယ်စားလှယ်တော်ရဲ့ခန္ဓာကိုယ်မှာမှဲ့တင်းတိတ်ဝက်ချံအမာရွတ်အမှတ်သားတွေဘယ်နှခုရှိဒီကအစစစ်ဆေးမှဖြစ်ပါတယ်ငါတို့ဓမ္မမှာရိုက်အောင်လားမသိဘူးစကားမများနဲ့တန်တက်ခံရလိမ့်မယ်နောက်ပြီးတော့အမတ်တရားအဝတ်စားတွေကိုလှလှပပဝတ်ဆင်ရပါမယ်ဒီနေ့ကိုယ်စားလှယ်တော်တွေရဲ့ခေါင်းပေါင်းတွေကိုကြည့်ရတာမငြင်းမညာဖြစ်နေပါတယ်တချို့ကလည်းဘယ်ဘက်ကိုခြားထားသလိုတချို့ကလည်းညာဘက်ကိုခြားထားကြပါတယ်ဒါတွေကမငြင်းညွတ်တဲ့သဘောကိုပြသနေပါတယ်ဒီလိုအသေးဖွဲကိစ္စလေးတွေကအစမညှိနှိုင်းရင်ဒီမိုကရေစီနဲ့ဝေးသွားနိုင်ပါတယ်ဒါကြောင့်ခေါင်းပေါင်းစားတွေကိုအားလုံးညာချကြပါလွတ်တော်ကိုတက်ရောက်လာတဲ့ကိုယ်စားလှယ်တော်ကြီးများအားလုံးတညီတညွတ်ထဲညာချကြပါခင်ဗျာကျမတို့ကခေါင်းပေါင်းစားမှမရှိတာဘာချရမှာလဲအေးဟုတ်တယ်နော်ဟိုကျမတို့ရဲ့ပန်းခတ်တွေကိုညာချလိုက်ရအောင်လေပထမဆုံးလွတ်တော်အစည်းအဝေးကျင်းပခြင်းဟာအထက်ပုဂ္ဂိုလ်ကြီးများဘေးရင်ဆရာကြီးများရဲ့ရေရာအရစက္ကန့်60နဲ့လွတ်တော်ကိုရုပ်သိမ်းရမှာဖြစ်ပါတယ်ဒါကြောင့်ပထမဆုံးလွတ်တော်ကြီးမှာညာချဖို့ကိစ္စကိုကန့်ကွက်မှမရှိသဘောတူကြောင်းကြေညာရင်းလွတ်တော်ကြီးကိုရုပ်သိမ်းကြောင်းကြေညာအပ်ပါသည်ခင်ဗျာတော့သတင်းစာတွေမှာပါရတာအဆင်မြင့်မှမြင့်နေဗျာဟာသူသားမအောင်ဗျအဲ့ဒါဘာရွာဆင့်မြင့်နေဟာခင်ဗျာသမင်းစားဝိုင်းကိုလည်းကြည့်အောင်နေဗျာဒီမှာအပားကြီးပဲငါးဘွဲဗျာဟိုမှာအကြီးကကြော်ရဲပါလေတဲ့ဆင်းမမြင့်ဘူးလားဗျာဟုတ်တယ်တုံးတင်တာဗျာတို့တော်ကုန်းပေါ်မှာစောက်ထားလို့အဆင့်မြင့်နေပြောတယ်ထင်းနေတာဟောခင်ဗျာလုံးတော့ပြီဗျာခင်ဗျာတို့တော်ထဲမှာဘာတွေများဆွေးနွေးဖို့စီစဉ်ထားတော့ဗျာကျုပ်တို့ကအထက်ကအမိန့်ချမှလှုပ်လို့ရတာဗျအထက်ကအမိန့်မချရင်ဘာမှကိုလှုပ်လို့မရဘူးအဲ့တော့လွတ်တော်ထဲမှာအေးအေးစီစီတရားမှတ်နေုံပေါ့ဗျာဟော TV ထဲလည်းပါမယ်ကုလိုလည်းရမယ်မကောင်းဘူးလားဗျာကောင်းပါဗျာကောင်းပါအထက်ကထောက်ခံမယ်ဆိုထောက်ခံလိုက်အထက်ကကန့်ကွက်မယ်ဆိုကန့်ကွက်လိုက်ကောင်းပါဗျာကောင်းပါနော်သိကောင်းတယ်လွတ်တော်ကလည်းကောင်းခင်းနေတာလည်းကောင်းကျုပ်တို့ကလည်းကောင်းကောင်းဗျာတကယ်ကောင်းတယ်ဗျာကောင်းတယ်ဆောက်ရဆောက်ဆရာတို့လိုအပ်တာရှင်းပြောနော်အယုထွင်ပေးရမလားဘလို့ပါဗျာသမင်းစားပြင်ပါချိုတဲမလဲမသိဘူးဟုတ်ရပါတယ်အပေါ်လေးသွားချင်လည်းပြောနော်ရတယ်အိမ်နာလေးတိကျွန်တော်လိုက်ပို့ပေးပါအိမ်နာတော့ကျွန်တော်သိတယ်လေဟာကြိုက်ခဲ့လည်းပြောနော်မလို့လိုအပ်ကျွန်တော်ခေါ်လိုက်နော်ဟုတ်ကဲ့လိုက်သိ
တော်လိုက်ပြီလားလိုအပ်ခေါ်လိုက်မယ်အမတ်ဖြစ်ရတယ်ဖုန်းတို့ကလည်းတဲကြီးတော့ဗျာဆိုင်ရှင်ကြောင့်ကျမတို့အားလုံးတောက်ခါရောက်ကြတာဆိုင်ရှင်ကိုကန့်ကွက်ရမယ်ဟာမဟုတ်တာဆိုင်ရှင်ကတတော့တဘောကောင်းတာဈေးနှုန်းလည်းထူတာတယ်ဟင်းနေလည်းအများကြီးစားလို့ရနေတာပဲဟာရှင်ပြောတဲ့ဆိုင်ရှင်မဟုတ်ဘူးဟိုဆိုင်ရှင်လေဘယ်ဆိုင်ရှင်တော့ချက်ဖွဲ့အမှန်ဒီပြောနေတဲ့ဆိုင်ရှင်လေဆိုင်ရှင်လောက်စားမှရှင်ဒီကိစ္စကျမတို့ကန့်ကွက်ရမယ်ရင်ကုန်နှုတ်ပိတ်နေလို့မဖြစ်ဘူးနော်အမလာစားတစ်လောက်3သိန်းဩအေးဟုတ်တယ်ရှင်ပြောတဲ့ဟာပဲအဲ့ဆိုင်ရှင်ကိုကန့်ကွက်ရမှာကန့်ကွက်တက်တယ်နော်အေးဟုတ်တယ်မနှုတ်တတ်တာဘာဝတုံးသဘောတယ်ဗျလူအဖြစ်ဆိုတာအင်မတန်မှရခဲ့တယ်ဗျဘာလဲဗျခင်ဗျလွတ်တော်ထဲမှာ15မိနစ်လောက်ဝစီပိတ်တရားထိုင်လိုက်တယ်တရားပေါက်သွားလားဗျသူပြောတာမှန်တယ်လူဖြစ်ဖို့ဆိုတာအရန်ခဲရနာအဲ့ဒီလူပဲလွတ်တော်ထဲမှာလဲမေးခွန်းတစ်ခုမေးဖို့ဆိုတာလဲတော်တော်ခဲရမှာလေဗျာလူဘီကအတစင်းနတ်ဘီကအတစင်းစုံရတော်လို့ပါပဲဗျာဟုတ်ရဲ့ကိုမေးခြင်းနဲ့မေးခွန်းကိုဥက္ကဋ္ဌကြီးဆိုကျွန်တော်10ရက်ကြိုတင်ရမယ်လေဗျာဥက္ကဋ္ဌကခွင့်ပြုချက်ရမှကျွန်တော်တို့ကမေးလို့ရမယ်ဆိုတော့ရုပ်ရှင်ရိုက်ဖို့တော့စဉ်းစားတင်တယ်လို့ဖြစ်မနေဘူးလားဟုတ်တယ်ဗျာကျွန်တော်တို့ဘွားကလေအခုမှလွတ်တော်ထဲရောက်မှပဲတောင်ပြုံးပွဲရောက်ပြီးမဟောတဲ့နက်တော်လိုပါပဲဗျာအဲ့လိုဘာပြောတာလဲခင်ဗျားလေဗျာကျုပ်ကပထမတော့အမတ်လုပ်ပြီးတော့လွတ်တော်ထဲရောက်လို့ရှိရင်ပြင်ကျင်တာတွေပြင်မယ်ပြောကျင်တာတွေပြောမယ်ဆိုပြီးတော့ရွေးကောက်ပွဲဝင်ပြိုင်ခဲ့တာဗျာခုကြောက်လေဗျာထုံးမချနာဆက်ကဆိုဖြစ်နေပါလေဗျာအေးအဲ့ဒါလည်းဟုတ်တာပဲဒါမှနေသမောခင်ဗျာခုနလွတ်တော်ထဲမှာပြင်မယ်ဆိုတော့ခင်ဗျာလွတ်တော်တော့ဘာတွေပြင်နေရှိလို့လွတ်တော်ကတော့ဗျာပြင်စရာမလိုသေးဘူးဗျာအခုမှအစ်စ်ဆောက်ထားတဲ့အိမ်ဆောက်တခြားပြင်စရာရှိတာရောဗျာပြောတော့ပါဗျာမပြောနဲ့ဘူးမပြောနဲ့စကားပုံကြားဘူးတယ်မလားအသွားမတော်တော့တလန်းအစားမတော်တော့တလုံးအပြောမတော်ရင်အချုပ်တယ်မင်္ဂလာချိန်ကြာရောက်ပြီဖြစ်သောကြောင့်လွတ်တော်အစည်းအဝေးကြီးစတင်ပါပြီခင်ဗျာလွတ်တော်ဥက္ကဋ္ဌစကားပြောပြီးတိုင်းမှာလက်ခုပ်ဩဘာများအားပါရတီးပေးကြဖို့ပန်ကြားပါတယ်ခင်ဗျာကိုယ်စလဲတော်ကြီးများခင်ဗျာရှမ်းပြည်နယ်တာချီလိတ်မြို့အနီးတစ်ဝိုက်မှာလှုပ်ခတ်သွားတဲ့ငလင်ကြီးကြောင့်ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များစွာဆုံးရှုံးပျက်စီးခဲ့ရပါတယ်ထို့ကြောင့်ဝမ်းနည်းကြောင်းတဝင်လာကိုပေးပို့လိုက်ပါသည်ညိတော်အလိုက်မသိတဲ့အမှတ်တွေပဲဒါမျိုးကလက်ကုပ်မတိရဘူးလေသူပဲဒီခိုင်မတိခိုင်မျိုးအခုချိန်ကနေစပြီးမေးခွန်းများကိုမေးမြန်းဆွေးနွေးတင်ပြလို့ရပါပြီခင်ဗျာလေးစားပါတော့ဥက္ကဋ္ဌကြီးနဲ့လွတ်တော်ကိုယ်စားလှယ်အမတ်မင်းများရှင်ကျမကတော့မန္တလေးတိုင်းအမရပူရမြို့နယ်ကလွတ်တော်ကိုယ်စားလှယ်အမတ်ဖြစ်ပါတယ်ရှင်ကျမသိချင်တာလေးတစ်ခုကတော့ကျမတို့ဒီလွတ်တော်ထဲမှာအမျိုးသမီးအင်အားအမတန်နေလာပါတယ်အဲ့ဒါဘာကြောင့်လဲဆိုတာသိပြစီရှင်အမျိုးသမီးအင်အားနည်းတယ်ဆိုတာကတော့အမျိုးသားတွေအင်အားများနေလို့ပါပဲရှင်းပြီလားမရှင်းသေးဘူးရှင်မြန်မာပြည်မှာအမျိုးသမီးတွေဟာအမျိုးသားတွေနဲ့ဘာကြောင့်တန်းတူအခွင့်အရေးမရတာလဲဆိုတာလဲသိပြစီရှင်ဒီမေးခွန်းကိုလည်းကျွန်တော်ပဲဖြေပါမယ်မြန်မာပြည်မှာအမျိုးသမီးတွေအခွင့်အရေးအပြည့်အဝမရဘူးဆိုတာမှားပါတယ်ကျွန်တော်တို့အမျိုးသမီးရဲ့အဖွဲ့ကိုပဲကြည့်ပါဖွင့်ဝဲတိုင်းမှာသူတို့ကရှေ့ဆုံးလာပါပဲနောက်ကြော်ညာတွေမှာပဲပြန်ကြည့်အောင်အမျိုးသမီးတွေဟာအများစုပါပဲနောက်ပြီးတော့စားတောက်ဆိုင်တွေကာရာအိုကေဆိုင်တွေနဲ့အနှိတ်ခမ်းတွေမှာဆိုရင်လည်းအမျိုးသမီးတွေကိုဦးစားပေးထားတာပါရှင်းပါပြီရှင်ဖြေချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လေးစားအပ်ပါသောဥက္ကဋ္ဌကြီးနဲ့တကွာပြည်သူလွတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်ကတော့ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်ကလွတ်တော်ကိုယ်စားလှယ်စောသိန်းထုဖြစ်ပါတယ်ခင်ဗျာကျွန်တော်မေးချင်တာကတော့လျှက်စစ်နဲ့ပတ်သက်တဲ့မေးခွန်းဖြစ်ပါတယ်မြစ်ဆုံရေကာတာကြီး
တိဆောက်မယ်ဆိုတော့ AR မြစ်ရေဟာခန်းချောက်ပြီးရေရှားပါတဲ့အန္တရာယ်မရှိနိုင်ဘူးလားခင်ဗျာ ဒီမေးခွန်းကိုတော့လျှက်စစ်ဝင်ကြီးကပဲဖြေကြားပါလိမ့်မယ် ဟုတ်ကဲ့ကျွန်တော်လျှက်စစ်ဝင်ကြီးအောင်မင်းပါခုနကကိုယ်စလဲတော်ရဲ့မေးခွန်းကိုဖြေရမယ်ဆိုရင်မြစ်စုံရေကာတာကြောင့်ရေရှားပါမှုလုံးဝမဖြစ်နိုင်ပါဘူးဘာကြောင့်လဲဆိုတော့ရေကာတာဆောက်ရင် AR မြစ်ရေ900ခန့်လုံးပဲသုံးဆွဲမှာပါရေရှားပါတာကမိုးကောင်ရင်ရေရှားမယ်ရေရှားတော့ကျွန်တော်နဲ့မဆိုင်ပါဘူးကြားမင်းနဲ့ပဲဆိုင်ပါတယ် ဒါဆိုရင်ဒီရေကာတာစီမံကိန်းပြီးသွားရင်ပြည်သူတွေစီကိုလျှက်စစ်တပ်ဖြန့်ဝေပေးမှာပေါ့နော် no မှားနေတယ်ဗျဒီရေကာတာစောက်တာကတရုတ်ပြည်ကိုလျှက်စစ်ရောင်းဖို့အတွက်စာချုပ်ချုပ်ပြီးသားရောင်းတာပတ်စံရတယ်လေကျုပ်တို့နိုင်ငံသားတွေကအမောင်ထဲမှာကျင့်သားရနေပါပြီ ဟုတ်ကဲ့သဘောပေါက်ပါပြီခင်ဗျာဒီရေကာတာကရေတွေကိုဖောက်ချလိုက်လို့ရှိရင်ဘဝကျင်ကပြည်သူတွေဒုက္ခမရောက်ဘူးလားခင်ဗျာ ရေဖွင့်တာကျွန်တော်နဲ့မဆိုင်ပါဘူးကျွန်တော်ရေတကားဖွင့်တဲ့လူမှမဟုတ်တာဗျ ဟုတ်ကဲ့ဖြေကြားတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ကတော့ရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်ကအမတ်ဦးသားညွန့်ဖြစ်ပါတယ်ကျွန်တော်မေးချင်တဲ့မေးခွန်းကတော့ခုမြန်မာပြည်မှာကုန်စည်နှုန်းအဆမတန်ကြီးမြင့်နေပါတယ်အဲ့တော့ကုန်စည်နှုန်းကျဆင်းအောင်ဘလို့စီမံကိန်းတွေနဲ့ဆောင်ရွက်ထားသလဲဆိုတော့ပြောပြပေးသိချင်ပါတယ် ဒီမေးခွန်းကိုတော့စီးပွားရေးနဲ့ကုသရေးဝန်ကြီးကဖြေကြားပါလိမ့်မယ် ဟုတ်ကဲ့ကျွန်တော်ကစီးပွားရေးဝန်ကြီးငြိမ်းအောင်ဖြစ်ပါတယ်ကုန်စည်နှုန်းကြီးချင်းဟာပြည်သူတွေသမင်းစားများလို့ဖြစ်ပါတယ်အကယ်၍ကုန်စည်နှုန်းကျစေချင်ရင်တော့ပြည်သူတွေတစ်နှစ်သမင်းနှစ်နပုံမှန်မစားတော့ပဲတစ်နပဲစားရင်တော့ကုန်စည်နှုန်းတိတိတတ်တာကျသွားမှာပါ ဘာလို့ဖြေမှန်းလည်းမသိဘူးမိကုန်းမြင်ရုပ်သိမ်းမှတော်ကြနေငါကားပြကြီးစီးနေအောင်မယ်ဟုတ်ကဲ့ကျွန်တော်မေးထားတဲ့မိကုန်းကိုပြန်သိမ်းပါခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ကတော့ရန်ကုန်တိုင်းတုံလေးမြို့နယ်ကအမတ်ဖြစ်ပါတယ်ကျွန်တော်မေးချင်တဲ့မေးခွန်းကတော့အခမဲ့ပညာသင်ကြားနိုင်ရေးစနစ်ပါပဲကျွန်တော်တို့နိုင်ငံမှာလူတိုင်းအတန်းပညာအခမဲ့သင်ကြားနိုင်ရေးစနစ်ကိုဆွေးနွေးအကောင့်တွေဖော်သင့်တယ်လို့ကျွန်တော်တင်ပြအပ်ပါတယ် ဟုတ်ကဲ့ကျွန်တော်ပညာရေးဝန်ကြီးဦးညံပေါက်ပါခုနကိုယ်စလဲတော်ကြီးမေးသွားတဲ့မေးခွန်းကိုကျွန်တော်တူတူပဲဖြေပေးပါမယ်ပညာရေးမှာအခမဲ့သင်ပေးဖို့အတွက်ကျွန်တော်တို့စီမံကိန်းတွေရွေးချယ်ထားလို့ပြီးသွားပါပြီဒါပေမဲ့စာအုပ်ဘိုးတွေဆရာမပူဇော်ကြော့ဘိုးတွေကျောင်းအခတွေနဲ့ဒီကျောင်းရံပုံငွေတွေတော့ကျွန်တော်တို့ပို့တိုးပြီးကောက်သွားမှာပါ ငါတင်မြတ်မှပူဆိုးပြီးနေတူတယ်ကျွန်တော်ရဲ့အဆိုကျွန်တော်ပြန်ရုပ်သိမ်းပါခင်ဗျာ ကျမကတော့ကချင်ပြည်နယ်ဗမွန်ကလွတ်တော်ကိုယ်စားလှယ်အမတ်ဖြစ်ပါတယ်ကျမလည်းပညာရေးနဲ့ပတ်သက်ပြီးတော့အဆိုတစ်ခုတင်ပြလိုပါတယ်ကျမတို့မြန်မာနိုင်ငံမှာတိုင်းရင်းသားပေါင်းများစွာနေထိုင်ကြတဲ့အတွက်ပညာရေးတင်ညွှန်းတန်းမှာတိုင်းရင်းသားဘာသာစကားကိုထည့်သွင်းပြီးတင်ညွှန်းတန်းရေးဆွဲဖို့အလေးနဲ့တင်ပြလိုပါတယ် ဟုတ်ကဲ့ပါကျွန်တော်တို့ကပညာရေးကိုအရန်တွတ်တက်စေချင်ပါတယ်ခုနကိုယ်စလဲတော်ကြီးတင်ပြသွားလို့ပဲဘာသာစကားတစ်ခုတိုးဖို့ကျွန်တော်တို့စဉ်းစားထားပြီးပါပြီ ငါကွာငါဆိုလက်ခံတော့ပြီ ကျွန်တော်တို့နောက်ထပ်တိုးပြီးသင်ပေးမဲ့ဘာသာစကားကတော့ကျွန်တော်တို့အနာဂတ်နိုင်ငံတော်မှာမရှိမဖြစ်လိုအပ်တဲ့တရုတ်ဘာသာစကားပဲဖြစ်ပါတယ် အမလီတီပါပြီတော့တင်ပြတာတော့မှားပါပြီ ကျမကတော့ကရင်ပြည်နယ်ဖအာရဲ့အမတ်တူဖြစ်ပါတယ်ကျမမေးချင်တဲ့မေးခွန်းကတော့ပြည်တွင်းစစ်ပွဲတွေကြောင့်တစ်ဖက်နိုင်ငံဒုက္ခသည်စခန်းတွေမှာတွားရောက်နေထိုင်နေရတဲ့ဒုက္ခသည်အရေးကိစ္စတွေကိုဘယ်လိုကင်တွယ်ဖြေရှင်းမလဲဆိုတာပါပဲရှင် ဒီမေးခွန်းကိုတော့နယ်စပ်စီပီဝန်ကြီးကဖြေကြားပါလိမ့်မယ် ကျွတ်တို့နိုင်ငံမှာဒုက္ခတယ်ဆိုတာမရှိပါဘူးကျွတ်တို့ကြည့်ပါဘယ်လောက်ထိချမ်းသာထားလဲသူတို့တွေကနိုင်ငံသားကိုထွက်ပြီးတော့စီးပွားသွားရှာတဲ့သူတွေပါကျွတ်တို့တွေကနယ်စပ်ဒေသစီပင်ဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီးတော့
တရားပေါင်း11500စင်းလမ်းကမိုင်မောင်း316,550ဘာကြံသေးပါလေဟင်ဒါမနေ့ကလမ်းမဆက်သွယ်ရေးကိစ္စကိုဖြေထားတာပဲတက်နိုင်တော့ပါဘူးရောကြိတ်လိုက်အောင်ပါအဲ့လိုပါပဲနေဆက်ဒေသတွေမှာနိုင်ငံတော်ကစေတနာကြီးစွာနဲ့ဆောက်လုပ်ပေးထားတာပါဒါပါပဲ မေးတာတခြားဖြေတာတခြားဘာမှလည်းမဆိုင်ဘူး ကဲရှင်းပြီလားကျင်납ပြီလား ကျင်းတတ်သေးပါဘူးရှင်ကျမတို့တိုင်းရင်းသားဒုက္ခတွေဟာသူများနိုင်ငံမှာတွားနေရှင်လို့နေရတာမဟုတ်ပါဘူးပြည်တွင်းစစ်ပွဲတွေကြောင့်ထွက်ပြေးနေရတာဖြစ်ပါတယ်ဒီကိစ္စတွေကိုအမြန်ဆုံးဖြေရှင်းပေးတင်တယ်လို့ထင်ပါတယ် အော်အဲ့ဒီလူတွေလားအဲ့ဒုက္ခတွေလားသူတို့ကသဘုံတွေပဲလေ ကျွန်တော်ခုတင်ပြချင်ပါတယ်အဲ့လူတွေဟာတပုံတွေပဲတောင်းကြလူတွေကိုချိန်မိုးဖို့နိုင်ငံတော်ကဘတ်ချက်25ရက်ခန့်လုံးစစ်တပ်အတွက်တောင်းထားပါတယ် ဟာရွတ်တော်တွေကစစ်သားအမတ်တွေကိုကြောက်ရွံ့ထင်နေတာဟာစကားပြောတတ်သားပဲ အဲ့ဒါကြောင့်တပတ်တဲ့ကိစ္စအရေးကိုကန့်ကွက်ပါတယ် ဟုတ်ကဲ့ကျွန်တော်လည်းကန့်ကွက်ပါတယ်ခင်ဗျ ကျွန်တော်ကြက်ဖို့ကအကြီးအကျယ်ကန့်ကွက်ပါတယ်ခင်ဗျမဟာရယကိုကန့်ကွက်ပါတယ်ပိုးစိုးပတ်သက်ကိုကန့်ကွက်ပါတယ်ခင်ဗျ အဆိုပြန်ရုပ်တင်းလိုက်လေတော်ကြနိုင်ငံတော်ရဲ့စေရင်တော်မတိရကောင်းလားဆိုပြီးတော့မှဒုက္ခရောက်သွားလိမ့်မယ် ကျမရဲ့အဆိုအမှတ်တာထားပေးပါကျေးဇူးတင်ပါတယ်ရှင် ကန့်ကွက်မဲ955မဲထောက်ခံမဲမရှိသည့်အတွက်အဆိုပြက်ပြယ်သွားပါပြီ ကျွန်တော်ကြက်ဖို့မှတခုလောက်ဆွေးနွေးတင်ပြချင်ပါတယ်ခင်ဗျထောက်ပါပါတယ်ဒီလူတွေကွာအိတ်ချင်မှုတွေနဲ့ဟိုကြန့်ဖို့အမကဘာမှတော့မပြောသေးဘူးစွတ်ထောက်ခံနေတာ ကျွန်တော်နိုင်ငံဟာဒီလောက်တန်စတာပေါ်များရသားနဲ့ဘာကြောင့်ဆင်းရဲသွားရလဲဆိုတာကိုအဖြေရှာကြည့်တဲ့အခါမှာဆိုင်ရှင်ကြောင့်ဖြစ်ပါတယ်ခင်ဗျမဟုတ်ဆိုင်ရှင်ကြောင့်ဖြစ်ပါတယ်အဲ့ဒီစီးပွားရေးပိတ်ဆို့မှုကြီးဟာကျွန်တော်နိုင်ငံကိုအကြီးအကျယ်ကိုထိခိုက်စေပါတယ်ခင်ဗျထောက်ခံပါတယ်ခင်ဗျထောက်ခံပါတယ်တကယ်လို့ကစီးပွားရေးပိတ်ဆို့မှုကြီးကမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ဟာအခုချိန်မှာဆိုမန်ယူလိုအသင်းမျိုးတော့ဝယ်လို့ရနေပါပြီခင်ဗျအဲ့ဒါကြောင့်ကျွန်တော်တို့ကိုအကြီးအကျယ်ဒီထိခိုက်နေတာစေတဲ့ဒီစီးပွားရေးပိတ်ဆို့မှုကြီးကိုရောက်သိမ်းဖို့တင်ပြရပါတယ်ခင်ဗျထောက်ခံကြပါခင်ဗျမဟာရယထောက်ခံကြပါပိုးစိုးပတ်သက်ထောက်ခံကြပါခင်ဗျထောက်ခံကြပါကဲထောက်ခံကြပါထောက်ခံရင်လို့ထောက်ခံရင်မှတ်နေတော့မသိဒီလွတ်တော့မြင်မြန်ပြီးမှအေးမှာအဲ့ဒါမှလည်းနေဘူးတော့ဝေးမှာအေးကမိမနဲ့မီးလွမ်းလို့ပြန်နေလာတယ်ငါလည်းမြန်မြန်ထောက်ခံပါပဲမဟုတ်ဆိုလက်ထိတ်ဆိုနန်နေအောင်မှာလက်ခုပ်တော်နေရလဲမရက်ပါလားလူတွေကလည်းကြောက်ပြီးထောက်ခံနေကြတာထင်တယ်မဖြစ်ဘူးငါလည်းမြန်မြန်ထောက်ခံမှဖြစ်မယ်တော်ကြလေငါတယောက်တည်းမထောက်ခံနေငါထိုင်ကုန်မှာလှုပ်သွားအောင်မယ်မဖြစ်ဘူးငါလည်းထောက်ခံလိုက်မယ်ကျွန်တော်လွတ်တော်ဥက္ကဋ္ဌကြီးလည်းထောက်ခံပါတယ်ခင်ဗျာလွတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာကျွန်တော်တို့လွတ်တော်ကိုနောင်နှစ်ခါမှပြန်လည်ကျင်းပမှာဖြစ်ပါတယ်ညီသည့်အရေးကြီးသည့်ကိစ္စပေါ်လွတ်တော်ကိုခေါ်မီမဟုတ်ကြောင်းကျင်းညာအပ်ပါတယ်ခင်ဗျာ